သူဟာအိမ်ငကားကိုဖွင့်လိုက်တဲ့အခါမှာတော့သူ့အိမ်ထဲမှာသူစိမ့်နေထိုင်နေလာကိုတွေးလိုက်ရပါတယ်သူရဲကိုဖုံးဆက်ခေါ်ခဲ့ပေမဲ့အဲ့ဒီဇုံတွေလာသူတို့မှအိမ်ဝယ်ထားတဲ့စားရွက်စားတန်းတွေရှိတယ်လို့အခိုင်အမာပြောဆိုခဲ့ကြပါတယ်တကယ်တမ်းအဲ့ဒီအိမ်ယာချင်းငွေကုမ္ပဏီဆိုတာတကယ်မရှိပေမဲ့လည်းဖီနေဥပဒေအရကျူးကျော်နေထိုင်သူတွေကိုအတင်းအဓမ္မနင်ထုတ်လို့မရတာကြောင့်ရဲတွေလည်းဘာမှမတတ်နိုင်ခဲ့ပါဘူးဒါကြောင့်အိမ်ပိုင်ရှင်ဟာလက်မလျှော့ပဲသူ့ဇနီးတငယ်ချင်းကလေးနဲ့အတူလေထိုးမွေရာတွေကိုယူပြီးအဲ့ဒီအိမ်ထဲကိုပဲလိုက်ဝင်သွားခဲ့ပါတယ်သူတို့ဟာအဲ့ဒီအိမ်မှာပဲညအိတ်တဲခိုပြီးပါတီပွဲတွေလုပ်စူးညံနှန်းတွေပေးကအဲ့ဒီဇုံတွေကိုစိတ်အနှောင်းရှက်ဖေးအောင်လုပ်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ကျူးကျော်နေထိုင်သူတွေကအိမ်ကနေထွက်သွားပေးဖို့အတွက်ဒေါ်လာထောင်ပေါင်းများစွာတောင်းဆိုခဲ့ပါတယ်အိမ်ပိုင်ရှင်ကလည်းအဲ့ဒီပတ်စံကိုပေးလိုက်ရပြီးတဲ့နောက်မှာဒါဟာသူတို့ရဲ့အသက်မွေးဝမ်းကြောင်းအလူတစ်ခုဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါတော့တယ်